Hello အားလုံးပဲမင်္ဂလာပါ Heli Enko and E vlog ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ Heli ဒီနေ့ကတော့အကျော်ဆုံးပူလေးကြော်စားမယ်ကဲ Heli ဒီမတ်ပဲဖျားကြော်လေးနဲ့ဒီချက်သွန်နီကြော်လေးကိုဘယ်လိုကြော်လဲစားကို Heli ရဲ့ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးပါ Let's go ကဲထောင်းစံတိုင်း Heli ရဲ့ page လေးနဲ့ Heli YouTube channel လေးကို subscribe လုပ်ဖို့မမေ့ကြနဲ့ဦးနော်Heli ကဒီကနေထားမှာကြတော့ဒီတစိတ်ပေါ့နော်ဒီတစိတ်ကိုဒီအိန္ဒိယဆိုင်ကနေပြီးတော့မှဝယ်လာပြီးတော့မှဒီတစိတ်နဲ့ကြော်ပါမယ်မပဲကိုတော့အရတာအကုန်လုံးပါပြီးသားပေါ့နော်ဒါပေမဲ့ Heli ကစားလေးကတော့နည်းနည်းလေးပဲထပ်ထည့်လိုက်ပါမယ်ပြီးတော့ရေထည့်မယ်ရေထည့်ပြီးတော့မှ Heli စနင်းမုံလေးအယောင်လေးလာချင်တော့စနင်းမုံလေးအနေငယ်လေးထပ်ထည့်လိုက်မယ်ပေါ့နော်ဒါရေကအများကြီးထည့်စရာမလိုဘူးเนาะဒီလိုမျိုးပြစ်တဲ့အနေထားလောက်ရပြီဆိုရင်ရပါပြီအယောင်လေးနည်းနည်းလာတော့အောင်စနေမုံလေးထပ်ထည့်မယ်ကဲပြနဲ့ဒီခဏလောက်10မိနစ်လောက်ခဏနှက်ထားမယ်ပေါ့နော်ပြနဲ့ Heli ချက်သွန်နီကြော်ကိုလောက်ပါမယ်ချက်သွန်နီကိုကြတော့ဒီရွှေလေးပြကို Heli စလုံးကနေပြီးတော့မှတဲခဲ့ပေါ့နော်ချက်သွန်နီကိုပပလီပြီးတော့မှဒီရွှေလေးပြမုံကိုထည့်မယ်ပြီးတော့မှစားလေးနှဲငယ်ထည့်ပြီးတော့မှရေလေးနည်းနည်းလောက်ထည့်လိုက်ပြီဆိုရင်ကဲချက်သွန်ကြော်ကအဆင်သင့်ဖြစ်ပါပြီချက်သွန်ကြော်တဲ့လည်းလေရောင်လေးလောက်အောင်လို့စနေမုံလေးနည်းနည်းထည့်လိုက်တော့ဗောနော်ကဲစီးပူလာပြီဆိုရင်ချက်သွန်နီကိုစပြီးချက်သွန်ကြော်လေးစပြီးကြော်ပါမယ်ကဲချက်သွန်လေးတွေတစ်ဖက်ကချစ်မယ်ဆိုရင်တော့အထအောင်လမ်းပေးလိုက်ပါမယ်ကဲခုလိုနေထားမှာဆိုရင်ချက်သွန်နေနဲ့ချက်သွန်ကြော်လေးကနီလာပြီပေါ့နော်အဲ့လိုနေလာတဲ့အချိန်ဒီမှာဆိုရင်ချလို့ရပါပြီကဲခုဆိုတော့ချွတ်မွားလေးဖြစ်တဲ့ချက်သွန်နေကြော်လေးရပါပြီကဲပြနဲ့ Heli မတ်ပဲခွင်းကြော်လေးကြော်မယ်ပေါ့နော်မတ်ပဲကလေသူကနည်းနည်းတော့စီကဖြစ်တဲ့အတွက်ကြောင့်မလို့လက်ကိုရင်ဆုံးစီလေးတုပ်ပြီးတော့မှဒီအကွင်းလေးဖြစ်အောင်လုပ်မယ်ပေါ့နော်Heli ပထမတစ်ခုနှစ်ခုလောက်ပဲဖြစ်လိုက်တယ်နောက်ပိုင်းကျတော့လေသူကအရန်ကပ်ပြီးတော့မှအကွင်းတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့အမြင်နဲ့မကြည့်နဲ့ပေါ့နော်အရာတော့တော်တော်ကောင်းပါတယ်ကဲလိုမျိုးလက်ကူမြန်ဆန်မျိုးမှာအကျော်စားခြင်းနဲ့ဆိုရင်အကျော်စားခြင်းနဲ့တူနေတော့လက်ကူမြန်ဆန်နဲ့ကြော်နီးလေးကိုမျှဝေပေးလိုက်ပါတယ်ကဲခုဆိုရင်တော့မပဲကြော်နဲ့ချက်သွန်ကြော်လေးနဲ့ထမင်းစားပါတော့မယ်ကဲစားကြပါအောင်ရှင် Heli ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးပါ Heli နောက်ပါတင်မလဲဆိုတော့ Heli ရဲ့ဗီဒီယိုလေး YouTube channel လေးကို subscribe လုပ်ဖို့မမေ့နဲ့နော် bye bye နောက်ဗီဒီယိုမှာပြန်တွေ့မယ်